Good morning everybody. Good morning. ဒီနေ့9မိနစ်အတွင်းမှာချမ်းသာတဲ့နေ့ကိုသင်ပေးမယ်9မိနစ်အတွင်းမှာချမ်းသာတဲ့နေ့နော်ဘာမှစူးစမ်းစရာမလိုဘဲနဲ့ချမ်းသာတဲ့နေ့တွေလောကမှာရှိတယ်အလုတ်လုတ်စရာမလိုဘဲနဲ့ချမ်းသာတဲ့နေ့အဲ့ဒါကဘာလဲဆိုလို့ရှိရင်လက်တွေ့ကြဘယ်သူတွေကကျင့်သုံးတယ်လဲအဖိုးကြီးတွေဖွားကြီးတွေကကျင့်သုံးတယ်ကွာနော်သူတို့ကိုယ်တိုင်အလုံးမလုံးနိုင်တော့ဘူးသူတို့ကိုယ်တိုင်အလုံးမလုံးနိုင်တဲ့ခါမှာသူတို့ရဲ့သားသမီးတွေကိုချမ်းသာတဲ့လူနဲ့ပေးစားတယ်ချမ်းသာတဲ့လူနဲ့သူတို့သားသမီးတွေရသွားတယ်ဆိုလို့ရှိရင်အလုတ်စူးစမ်းစရာမလိုဘဲနဲ့ချမ်းသာတဲ့လူရှိမှရတဲ့ဥစ္စာတွေကကိုယ့်စီမှာပြန်ပြီးတော့ရလာတယ်နော်အဲ့ဒါကြောင့်မလို့အဲ့ဒီသဘောတဘာဝကိုသိတဲ့အခါမှာဆရာတို့နိုင်ငံခြားရောက်တဲ့ချိန်မှာမိန်းကလေးတွေဆိုလို့ရှိရင်ကာရာအိုကေတို့ဘာလို့မှအလုပ်လုပ်ချင်တာကွာနော်သူတို့စိတ်ထဲမှာတော့ကာရာအိုကေမှာချမ်းသာတဲ့လူတွေလာမယ်နော်သူတို့သဘောကျပြီးတော့သူတို့နဲ့လက်ထက်လို့ရှိရင်သူတို့ချမ်းသာတဲ့ဘဝကိုသူတို့ရောက်သွားမယ်လက်ထက်ချင်းနဲ့ချမ်းသာခြင်းအဲ့ဒါအင်မတန်မှမှန်တယ်နော်လက်ထက်ပြီးတော့ချမ်းသာတဲ့ဥစ္စာကိုချမ်းသာတဲ့လူတယောက်ကိုလက်ထက်လိုက်တယ်လူတွေအမြင်မှာတော့ဗာပြောမလားဟာဒီကောင်ကတော့ကွာအပြင်းကြီးတယ်ကွာပေါ့နော်ဒီမိန်းမတော့အပြင်းကြီးတယ်ဒီလူကအပြင်းကြီးတယ်ကိုကမကြိုးစားခြင်းပဲနဲ့တထေးကိုသွားပြီးတော့ယူတယ်ကွာနော်ရှင်ဘရင်ကိုသွားပြီးတော့ယူတယ်ကွာနော်ဒါကလောကမှာတကယ်အမှန်ပဲဖြစ်တယ်အဲ့ဒီနီးနဲ့ချမ်းသာတဲ့လူတွေရှိသလားရှိပါတယ်ဘုရားသခင်မျက်နှာသာပေးတဲ့ခါမှာအဲ့ဒီနီးနဲ့ချမ်းသာသွားတယ်ဥပမာအားဖြင့်မူဂျိုကျောင်းမှာလုပ်တဲ့ဆီယာမလေးကနေပြီးတော့ဒီအင်္ဂလန်ကဘရင်ကသားနဲ့လက်ထက်လိုက်တဲ့အခါမှာမူဂျိုကျောင်းဆီယာမလက်ခဘယ်လောက်မှရှိတာမဟုတ်ဒါမဲ့အင်္ဂလန်ဘရင်မကြီးရဲ့သားနဲ့လက်ထက်လိုက်တဲ့အခါမှာသူကမင်းသမီးဖြစ်သွားတယ်သူကနော်စက်သားကျော်စားဖို့တော့သူဆူတောင်းစရာမလိုတော့ဘူးစက်သားကျော်သူအချိန်မီသူစားလို့ရတယ်နော်မီးဖို့ရေဖို့အိမ်ဖို့ပူစရာမလိုတော့ချမ်းသာတယ်သူလက်ထက်လိုက်တာဘရင်သားနဲ့သူလက်ထက်လိုက်တာဆိုတော့ဒီမှာအခုနားထောင်တဲ့သားသမီးတွေအဲ့လိုအခွင့်အရေးမျိုးရဖို့ဆိုတာမလွယ်ဘူးနော်အဲ့လိုအခွင့်အရေးမျိုးရဖို့ဆိုတာမလွယ်ဘူးနော်ဒါကတော့ကံကောင်းတဲ့ဥစ္စာတို့ထီပေါက်တဲ့ဥစ္စာတို့သို့တော်လဲပဲအဲ့ဒီဥစ္စာတဲ့တာ၍ကောင်းတဲ့ကောင်းကြီးမင်္ဂလာအခွင့်အရေးရဖို့လွယ်တယ်အဲ့ဒါဘာလဲဆိုလို့ယေရှုခရစ်တော်နဲ့လက်ထပ်ခြင်းပဲယေရှုခရစ်တော်မိအသက်သခင်ကယ်တင်ပိုင်ရှင်နေတဲ့ယုံကြည်လက်ခံတယ်ဆိုတဲ့ဥစ္စာကယေရှုခရစ်တော်နဲ့လက်ထပ်ခြင်းဖြစ်တယ်ယေရှုခရစ်တော်လက်ထက်တဲ့ခါမှာယေရှုခရစ်တော်ပိုင်တဲ့ဥစ္စာတွေအကုန်လုံးရသွားတယ်ကိုယ်မှာရှိတဲ့အပြစ်တွေဒုစရိုက်တွေအကုန်လုံးကိုလည်းသူယူသွားတယ်အဲ့ဒါကြောင့်မလို့ကိုယ်မှာရှိတဲ့ဒုစရိုက်တွေအပြစ်တွေမကောင်းတဲ့ဥစ္စာတွေလဝါခတဲ့မှာသူခံပေးတယ်သူ့မှာရှိတဲ့ဖြောက်မှတ်ခြင်းတွေကောင်းမြတ်ခြင်းတွေအားလုံးကကိုယ့်ထဲကိုရုပ်ဝင်လာတယ်အဲ့ဒီခါမှာကိုယ့်ရဲ့အသက်တာမှာကြွယ်ဝခြင်းတွေချမ်းသာခြင်းတွေအောင်မြင်ခြင်းတွေစပြီးတော့ခံစားလာရတယ်အဲ့ဒါသတင်းကောင်းဖြစ်တဲ့ချစ်တော်ကြီးကိုမောင်နှမအဲ့ဒါကိုဆရာယူတဲ့ကအေဝံဂေလိတရားလို့ခေါ်တယ်